ပေချင်းဆဆာဘလို့ဆဆာမယူတဲ့မုတ်ဟင်ကချက်စားပါမယ်မုတ်ဟင်ကစုမစားရမနေနိုင်တဲ့ဖွဲ့ရပါအခုတစ်ခေါက်တော့မချက်စားရတာကြပြီးဖြစ်တဲ့ငါတစ်တာမုတ်ဟင်ကချက်စားပါမယ်ကျမတော့ငါတစ်တာနှစ်ဘူးသုံးထားပေးပါတယ်မနက်စားဖို့ကိုကျမညကလေးကဟင်းရချက်ထားတာပါမနက်ကျရင်စင်သေးစားရုံပါပဲမုတ်ဟင်ကဆိုရင်မနက်စားရောနှိမ့်လိုက်စားရောညစားရောစားတာပါဟင်းကရချက်ဖို့အတွက်ဦးလေးကိုစီးထည့်ပေးပါမယ်ပြီးသွားရင်ကြိတ်ထားတဲ့ကျက်သွန်နီကျက်သွန်ဖြူချင်းစပလင်စီတက်ထားပေးပါမယ်ပြီးရင်တော့စနေမုတ်ထည့်ပေးပါမယ်ရောင်တင်မုတ်နည်းနည်းထည့်ပြီးတော့မှုန်းနေအောင်စီတက်ထားပေးပါမယ်စီတက်နဲ့လေးမှုွားပြီးဆိုရင်တော့ငါးဖက်လေးတွေထည့်ထားပေးပါမယ်ကျမငါးဖက်ကိုကြည်တဲ့ဒီမမှွေထားပါဘူးမုတ်ရင်ကစားရင်ငါးဖက်လေးတွေပါတာကြိုက်လို့ပါပြီးရင်တော့ရေထည့်ပေးပါမယ်ရေရတော့လူတလောက်ထည့်ပါတယ်ငါးတစ်တာဟင်းရင်ကိုလည်းကျမသုံးပါတယ်ပြီးသွားရင်စပလင်နှစ်ပင်ထည့်ပေးပါတယ်ရေကတော့လူတလောက်ထည့်ပြီးတော့ငပြောပင်ထည့်ပေးပါမယ်ကျမကငပြောပင်ကိုပြုတ်ပြီးတော့ရေခဲတက်တာနဲ့ထည့်ပြီးတော့ခဲရိုက်ထားတာပါမုတ်ရင်ကချက်စားခြင်းတဲ့အချိန်စင်သေးဖြစ်အောင်လို့ပါပြီးရင်တော့ငပြရည်ရဲ့စားရရတာမှုရထည့်ပြီးတော့ဖုံပြီးတော့ချက်ထားပေးပါမယ်ချက်ပေးလိုက်တာဟင်းကားရည်ဆူလာပြီဆိုရင်တော့ကြက်သွန်နီထည့်ပေးပါမယ်ကျမကကြက်သွန်နီနူးပြော့တာကြိုက်လို့ညကလေးကထည့်ချက်ထားပေးတာပါမနေ့ရောက်ပြီဆိုရင်တော့ဟင်းကားရည်အိုးထည့်ထားပေးပါမယ်ပြီးသွားရင်ကောက်ညင်မုတ်ရယ်ဆန်လုံးမုတ်ရယ်ရေဖြော်ပြီးထည့်ထားပေးပါတယ်ဟင်းကားရည်ရဲ့နေများပေါ်မူတည်ပြီးထည့်တာပါပြီးသွားရင်ပြုတ်ပြီးလှီးထားတဲ့ကြက်ဥထည့်ပေးပါမယ်နောက်ဆုံးမှာငရုတ်ကောင်းထည့်ပေးပြီးရင်တော့ဟင်းကားရည်အိုးလေးရပါပြီမုတ်ရင်ကားနဲ့တွဲစားဖို့ကြိုးစရာဘာမှမရှိတာနဲ့အိမ်မှာစီးတဲ့ကြက်သွန်နီပဲကြော်ပြီးလိုက်ပါတယ်မုတ်ရင်ကားနဲ့တွဲစားဖို့အီကြကွေးသွဲတာလည်းအီကြကွေးကုန်သွားပြီဖြစ်တဲ့အတွက်ကျက်သွန်ကြော်ပဲမြင်းများလေးကြော်ပြီးလိုက်ပါတယ်ကြော်ပြီးရင်တော့မုတ်ရင်ကားတဲ့ထည့်စားမယ်သီးနှံတွေရေးဆေးပြီးတော့တေချာခင်းချင်းထားပေးပါမယ်မုတ်ရင်ကားဆိုခင်းကျင်တီလည်းထည့်စားတာကြိုက်ပါတယ်ပြီးရင်တော့ဇီယာကအကြိုက်ဆုံးမှာပြီးရင်တော့ပဲတော့စီလေးရေးဆေးပြီးတော့တေချာလေးဖြတ်ထားပေးပါမယ်နန်းနံပင်ကအမြင့်တွေပါထည့်ထားပါတယ်နောက်နေ့ဟင်းချက်ရင်ထည့်ပြီးတော့သုံးလို့ရအောင်ပါမုတ်ရင်ကားဆိုရင်မပါမဖြစ်ကကျက်သွန်ဖြူစီချက်တစ်ခွက်ပါပြီးရင်တော့မုတ်ဖက်ကိုလည်းတစ်ခါတည်းနှွှင်ထားပေးပါမယ်စားနေချိန်တွင်မုတ်ဖက်နှွှင်လိုက်စားလိုက်လုပ်နေရရင်ပါးစပ်စိမ်ပြတ်တယ်ဒါကြောင့်မို့လို့မုတ်ဖက်ကိုလည်းတစ်ခါတည်းပြင်ဆင်ထားပေးပါတယ်ဒီမှာကမုတ်ရင်ကားစားရင်တော့မုတ်ဖက်နှစ်နဲ့